review လေးတစ်ခုဖတ်ပြပေးမယ်နော်ဒီမှာမတ်ဇင်ကရေးပြီးသွားတာခြံလေးဝယ်ရတာတဲ့ဆီယန်ချတာကနေစပြီးတော့ခတ်တာအထိအရန်စိတ်ရှည်ဝန်ဆောင်မှုအပြည့်ပေးလို့ဝယ်ရတာအရန်စိတ်ချမ်းသာပါတယ်တဲ့ကျေးဇူးတင်ပါတယ်အမကြီးဒါကျွန်တော်တို့ရှိမှာဒီမဆိုရင်ဒါအားပေးလာတာပေါ့နော်ဆိုတော့တခြားဝယ်ခြင်းနဲ့မိတ်ဆွေများအတွက်လည်းကျွန်တော်ကအကြံပေးနေတာကျွန်တော်တို့တွေမှာဒီ Rhyme HMB မိသားစုကနေပြီးတော့ကျွန်တော်တို့ခြံပြတာနဲ့စပြီးတော့ခြံရောက်ထွက်တဲ့အထိကျွန်တော်တို့တွေမှာအကုန်လုံးဝန်ဆောင်မှုအနေနဲ့ပေးပါတယ်တချို့တို့တွေဆိုဘယ်လိုဖြစ်လဲဆိုတော့ငွေထုတ်ရတဲ့ခက်ခဲလေးရှိတာမျိုးလို့စကျွန်တော်တို့ရဝန်ဆောင်မှုပေးတယ်တခြားသောအရာတွေမပြောပြရတော့ဘူးတကယ် Rhyme နဲ့လှုပ်ကြည့်ဖို့ကျွန်တော်ကအကြံပေးခြင်းတယ်အဲ့ကြရင် HMB ဝယ်ရတာမိတ်ဆွေတို့လည်းဒီအမဝယ်တယ်လို့မျိုးစိတ်ချမ်းသာမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့တခြားမျိုးနေတဲ့ဝယ်တဲ့မိတ်ဆွေများအတွက်လည်းရှိမယ်တခြားနိုင်ငံခြားဝယ်တဲ့မိတ်ဆွေတွေအတွက်လည်းကျွန်တော်တို့တွေအနေနဲ့အဝေးကနေလမ်းဝယ်တဲ့အတွက်လည်းစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့အိမ်ချမ်းမြေနေရာကောင်းလေးတွေပိုင်ဆိုင်ခြင်းနဲ့ကိုယ့်ရဲ့ဘာကြံငွေလေးနဲ့တင့်တော်တဲ့နေရာလေးတွေလိုချင်နေဆိုရင် Rhyme အိမ်ချမ်းမြေကိုဆက်သွယ်ပါလို့ပြောကြလိုပါတယ်ဟုတ်ကဲ့ Rhyme ကကိုဆိုင်ပါ